ဒီမှာ180ကောက်လေးနဲ့ပြန်ဆွဲတာပေါ့နော်180ကောက်လေး180ကောက်လေးနဲ့ဒီပစ်တန်းမှာပြန်ဆွဲတယ်နော်ချောင်းအပေါ်ချောင်းအောက်ချောင်းတန်ချီရနှစ်ထပ်ချီရတာပေါ့နော်ဒီမှာတန်ချီဆိုရင်ဒီပစ်တန်းနဲ့နေတလက်မလောက်ပဲခွာတာပေါ့နော်တလက်မလောက်ခွာပြီးတော့ချီရတာနည်းနည်းလေးဒီတော့ဒီမှာထားလို့မရဘူးဒီမှာထားမယ်ဆိုလို့ရှိရင်ဒီမှာအားနေသွားမှာပေါ့နော်အဲကြောင့်ဒီကောင်နဲ့ဆိုရင်ပစ်တန်းလေးကိုတလက်မအခွာတော့ပဲထားတယ်မတန်ချီရပေါ့နော်ဒီမှာအကုန်လုံးဒီပုံစံပဲဒီမှာတို့ကမှဆိုရင်ပစ်တန်းအနေထားပေါ့နော်အဲတော့နှစ်ထပ်တိုက်ပေါ့နော်ဒါပေါ်တက်ပေါ့အခန်း19ခန်းပါတယ်အစမ်း19ခန်းပါမယ်နော်အောက်ထပ်မှာကတော့9ခန်းဒီမှာကောက်တင်နေတော့ခြီရပါနော်တန်ခြီနီးဒီကအိမ်သာအဆက်မှာလည်းဒီလိုမျိုးပေါ့နော်ကောက်တွေထည့်ထားတာပေါ့နော်အိမ်သာအဆက်မှာလည်း180ကိုးတွေနဲ့ဒီဘက်ပြန်ချိတ်ထားတာပေါ့နော်ဟိုဘက်ပြန်ချိတ်ထားတယ်180ကိုးအောက်မှာလည်းအိမ်သာအတွက်180ကိုးကအိမ်သာအတွက်ပေါ့နော်ချလာပြီးတယ်ပါဒီမှာမဖြစ်ဆိုတော့သူတို့က20ဖြစ်သွားတယ်အိမ်သာက30ဒီအပေါ်ကဆလက်က30ဆိုတော့20တော့ဒီမှာသူတို့ရဲ့ပြောမယ်ဆိုလို့ရှိရင်လွတ်တော်ကအဆက်ပေါ့နော်အဆက်မှာဆိုရင်ဒီဘက်မှာ180ကိုးရှိရယ်ဒီမှာ180ကိုးရှိရယ်အောက်မှာလည်း180ကိုးရရှိရယ်ပေါ့နော်180ကိုးနေနဲ့ဒီဘက်အဆက်မှာပြန်ဆွဲထားတာပေါ့နော်ဒီမှာတန်ချီရဲ့နေလေးပါတန်ကတော့ချီပြီးသေးပါဘူးဒီမှာကတော့ပြည်နှမြေကပြည်နှမြေတုံးနေခံထားတယ်ပေါ့နော်ဒီမှာတန်စလောက်ကိုအောက်ကအခင်းကိုမထိအောင်လို့ပြည်နှမြေတောင်းလို့ရှိရင်ကြာဒီတန်ကအောက်ရောက်သွားပြီးတန်မမြင်အောင်လို့ပေါ့နော်တန်ပေါ်မှာရောက်လို့ဒီမှာကိုလိုချင်တဲ့အနည်းဆုံးကတော့တလမ3တွေခံထားတာပေါ့နော်ဒီမှာကလည်းတလမ3တွေခံထားတာပေါ့20ပေါ့ခွာလာတယ်ပေါ့တန်ချီလေးပါတတိလောက်လေးပြောပြဆွေးပြခြင်းဖြစ်ပါတယ်အားလုံးဘိုင်ဘိုင်